ဒါတော့ Cambridge နဲ့ London သွားတဲ့ဗီဒီယိုလေးဖြစ်ပါရှင်ရိုက်ထားတာတော့တစ်လလောက်တော့ရှိပါပြီဒါပေမဲ့လည်းအပြင်းတက်ပြီးအခုမှ editing လုပ်နိုင်လို့ပေါ့နော်တကယ်တော့ voice over ချင်လို့တော့မဟုတ်ပါဘူးစာရိုက်ရမှာပြင်းလို့ပါစာရိုက်မှာပြင်းတော့အတန်နဲ့ပဲနားထောင်ကြပါတော့နော်ဒါတော့ Cambridge သွားတဲ့ရထားကိုစောင့်နေရပါပုံမှန်ဆိုရင်တော့ခင်ဗျာလို့မနက်အစောကြီးသွားများတယ် day trip တွေဆိုအစောကြီးသွားတယ်ပြီးညနေဆိုလို့6နာရီလောက်ဆိုရင်ရထားစီးပြန်လာရပေါ့နော်လို့သွားတယ်စောစောသွားပြီးတော့စောစောလေအစုံလေပြီးတော့မှလို့ AC ပြန်လာတာကြိုက်တယ်ပြီးတော့ကိုယ်မှကိုပြန်အိတ်တယ်ပေါ့နော် day trip ပေါ့နော်တချို့ဟာရောက်လေအရန်ဝေးတယ်ဆိုလို့ရှိရင်လည်းတော့ညရီပိုင်းအိတ်ရမှာပေါ့နော်ဒါတော့လို့ပဲဟို6ရက်ဒီ6ရက်ပေါ့နော်ရထားစီရောအရှူကင်းနေရော6ရက်တည်းပြီးတော့ station ချင်းရတယ် Birmingham New Street ကနေပြီးတော့ပြန်ချင်းပြီးတော့မှသူကအဲ့ Cambridge ကိုထပ်ရောက်တာပေါ့နော် Cambridge ကအကြာကြီးစီးရအဲ့နေရာမရလေဒါတော့ရောက်သွားပါပြီအမကိုတော့တွေ့ရပါစောင်းဆိုင်တွေ့ရောလို့နှစ်ယောက်သားစောင်းဆိုင်မှာတပုံရိုက်ကြမယ်ဆိုပြီးတော့တပုံနေရိုက်ကြပါရဲ့ရှင်ပြီးတော့လို့ရှောက်ကြည့်ပါတယ် Cambridge ကအဲ့လိုအရန်လာတယ်ဒီလားသူတို့ရဲ့အဲ့ type တွေအဲ့လိုမျိုးအဲ့ဟာကြီးပေါ့နော်ဘာလဲတော့မမီတော့အဲ့လိုပဲရှောက်ကြည့်ရဟိုသွားကြည့်ဒီသွားကြည့်အဲ့ဟာလဲအဲ့လိုဘယ်လိုလဲမသိဘူးခေါ်တာအဲ့လည်းမေ့သွားပါပြီဘုံတော့မကောင်းတော့ပါဘူးဒါကတော့အဲ့လိုသူတို့ပန်းတင်းလုပ်တဲ့နေရာနေပြီးတော့အဲ့လိုဟေးပန်းတင်းလုပ်ကြပါပေါ့နော်တကယ်တော့အဲ့ဒါတော့လုံးတင်ပါတယ်ဒါပေမဲ့အဲ့နေရာတော့အဲ့လိုပဲမုကပန်းတင်းလုံးရှင်စိတ်ရှိမနေရဲ့အတွက်နေရောက်တာအဲ့လိုပဲစကားကြီးပြောနေကြပါပေါ့နော်တကယ်တော့စကားပြောပြီးတော့အဲ့လိုပန်းတင်းလုပ်ဖို့မုကအရင်ကြီးမလာတော့ပဲနေရောက်တာမတွေ့ရလဲကြာတော့အမနဲ့အလုပ်ဖုန်နေရပါဒါတော့ကိုရီးယားစာတော့စားကြပါကောင်းခင် Asian food တအားကြိုက်ပါတယ်အများရန်တစ်ပတ်မှာတစ်ခေါက်လောက်တော့အဲ့လို Asian food ကောင်းအများရန်စားဖြစ်တယ်ပေါ့နော်ကိုက self treat ပေါ့နော်တပုံရိုက်ပေါ်တော့မြင်သွားပါတယ်ပြီးတော့အဲ့လိုပဲဒါကိုရီးယားဆိုင်သွားတယ်ပြီးတော့အဲ့ museum သွားရပေါ့နော် museum ကတော့အရန်ကြိုက်တယ်ထဲမှာပါပါတယ်အဲ့လို museum ကတော့ဘယ်နေရာရောက်ကို museum သွားပြတဲ့ထဲမှာပါတယ်အဲ့လို Manchester တော့လည်း museum ရောက်တယ်စင်ကာပူမှာတော့လည်း museum ရောက်တယ် museum ကြည့်ရဝါသနာပါတယ်ပေါ့နော်ဒါတော့ပြန်ပါရှင်ဒါတော့နောက်တစ်ရက် London ရောက်သွားပါပြီပေါ့။လန်ဒန်လည်းလို့ဆိုရတော့ဒီမထွက်ခင်ထပ်တနေ့မထွက်ခင်အချိန်လေးသွားတာများတယ်။အဲ့တော့တကယ်ချင်းကိုတွေ့ပါပြီ။တကယ်ချင်းကိုတွေ့ပြီးတော့တကယ်ချင်းနဲ့ထုံးစံအတိုင်း museum ပဲထပ်သွားပါရဲ့ရှင်။ဒါကတော့ British Museum မှာအိမ်မှာလို့သူကအများကြီးပဲဟိုအကောင်လေးရှိတယ်။အဲ့ဒါတော့မေ့ပြီးတော့အဲ့လိုစူပါနိုင်မို့ကြီးမអော်မိပဲနဲ့ဒီတိုင်းရိုက်လိုက်မိအထဲမှာနည်းနည်းမောင်တော့တိတ်ဗီဒီယိုအရင်ရှပ်မဖြစ်နေဘူးပေါ့နော်ဟိုကော်စီလာရေဆိုလေငငယ်တဲ့သဘောကြရဲဗမာပြည်မှာတော့လည်းအဲ့လိုရန်ကုန်မှာတော့ဆိုရင်ခဏကြီးတတိတ်ဆိုင်ရောသူတို့ရဲ့အဲ့လိုဗာလဲ foxels လားအဲ့ဒါတွေကိုသွားကြည့်ဖြစ်တယ်ပြီးတော့အဲ့လိုငါးပြတိုက်ထိုးလို museum လေးဆိုအရန်သဘောကြဒါတော့အယုတ်ဆိုင်မှာနှကောင်သားအဲ့လိုမျိုးတလိမ့်ဆန်တွေတွေ့တော့ပျော်ပြီးတော့အဲ့တော့တကယ်တော့အစားတောက်တွေမပါကင်းချစ်များရေးပါအဲ့ reptile တွေကိုကြောက်ရနေအရင်မကြိုက်ဘူးဒီလား reptile တွေအရင်ကြောက်တယ်ဘာလို့လဲမသိဘူးအဲ့ဟိုဗာလဲပင့်ကိုဆိုရင်တော့ပြောမနေနဲ့အဲ့တော့အဲ့သူတို့ရဲ့အဲ့သူတို့ဗာလဲ natural disaster တွေကိုပုံဖော်ရဲ့အဲ့လေကားကြီးကတော်တော့မိုက်တယ်ဒါပေမဲ့လူများအောင်ဗီဒီယိုတခြားမရိုက်ခဲ့ရအဲ့ဒါတော့အဲ့သူတို့ရဲ့ဗာလဲငလင်နှုတ်တာအဲ့လိုတရုပ်ဖော်တာပေါ့နော်ပြီးတော့ပဲရှောက်သွားပါတယ်ရှောက်သွားပြီးတော့အဲ့ British Museum မှာအဲ့လုံးဝအကြိုက်ဆုံးနေရတော့အဲ့နေရပေါ့နော်တအားကိုလှတယ်ပြီးတော့တကယ်ချင်းပြောတာလို့ညာဘက်တွေဆိုရင်သူတို့ကအဲ့လိုအိတ်ကြရပေါ့နော်ညာဘက်အိတ်ပြီးတော့တချင်းပါနားထောင်ကြတာမသိ Instagram reel တွေမှာတော့တွေ့ဖို့တယ်အဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အဲ့ဟိုဗာလဲ Night at the Museum movie လားအဲ့ထဲရလို့မျိုးလေးလုံးဝအဲ့ထဲရောက်သွားတယ်လို့မျိုးခံစားရတယ်လို့အကောင့်နေရှင်လာပြီးတော့ Night at the Museum movie 5
လူမျိုးခံစားရပေါ့အဲ့လိုရောက်သွားတဲ့အချိန်မှာအဲ့တော့အပြင်မှာပါရှောက်ပြီးတော့ရှောက်ကြည့်ကြပါတယ်ပြီးတော့နောက်တစ်ခုကကျတော့ Notting Hill သွားပါNotting Hill ပထမအောင်ဆုံးနဲ့လုံးဝနောက်ဆုံးအချိန်လဲလို့ကိုခံစားမိလိုက်တယ်ပေါ့နော်ထပ်ပြီးတော့သွားချင်တယ်သွားဖြစ်လောက်မဲ့သွားချင်တဲ့နေရာထဲမှာမပါဘူးဘာဖြစ်လို့လဲဆိုတော့သူကအရန်ကိုအဲ့နေရာလူကလည်း crowded ဖြစ်တယ်ပြီးတော့အဲ့လိုလမ်းကလည်းကြာကြီးပဲအဲ့လိုရှောက်ရတယ်ပေါ့နော်အမှန်တကယ်လမ်းပုံမှန်တော့ရှောက်နိုင်နေတယ်မှာပါတယ်ဒါပေမဲ့အဲ့နေရာအဲ့လိုလွယ်အိတ်ပေါ့ backpack နဲ့အဲ့လို2ရက်စာအင်ကြီးထည့်ထားတာနဲ့အဲ့ဒါယူတည်ပြီးတော့ရှောက်သွားတော့အဲ့လမ်းလျှောက်ရတယ်လူများရတယ်ဆိုတော့လို့ထပ်ပြီးတော့သွားကျင်တော့ပေါ့နော်ဒါပေမဲ့အဲ့သူတို့ရဲ့ရုပ်ရှင်တော့ရှိရလို့ပြောမကြည့်ဘူးပေါ့နော်အဲ့တိုက်ကလေးတွေကအဲ့လို colorful တိုက်ကလေးတွေမှာတပုံရိုက်ကြပါပေါ့နော်ဒါတော့အဲ့ဆောင်းဆိုင်ရှိမှာတပုံလေးရိုက်ကြပါတယ်လာရဆိုပြီးတော့ပေါ့နော်အဲ့ Notting Hill ကနေပြီးတော့အရန်ပြင်မှန်းပြီးတော့ bike တွေစားတဲ့အတွက်ကြောင့်မို့ဒါChina Town သွားနေရပါအဲ့မာလာတန်တော့အရင်နဲ့တငယ်ချင်းတစ်ခေါက်ထဲကကျွေးဘူးတယ်အဲ့ဒါအရန်ကြိုက်လို့ထပ်သွားစားဖြစ်ပါတယ်ပြီးတော့ British Museum သွားရပေါ့နော် British Museum တော့အဲ့သူတို့ရဲ့ဘာသာရေးပေါ့နော်အဲ့ Christian သမိုင်းဝင်တွေဖြစ်မဲ့ထင်တယ်နားတော့မလဲဘူးပေါ့နော်အဲ့လိုမျိုးသူတို့ဟာအဲ့လိုဟာရှင်းပြထားတဲ့လိုဟာရှိရပြီးတော့နောက်တစ်ခါကျအဲ့လိုပကြီးတွေလည်းရှိအဲ့ Bangkok ပကြီးဘာတွေတွေ့ရတယ်ဒါတော့လို့တကယ်ချင်းကိုပူဇော်လိုက်တာပါငါညနေခင်းအဲ့ London Bridge ကြီးကိုကြည့်ပြီးတော့ London Bridge မဟုတ်ဘူး Tower Bridge လို့ခေါ်တာတဲ့အဲ့သွားတာပါပြီးတော့ညအိပ်ပြီးတော့ဒါတော့နောက်တစ်ရက်ကိုပြန်ကန်နီးမပြန်ခင်မှာအိမ်မှာ Power Station တော့အိမ်လိုက်ပို့ပေးမယ်ဆိုတော့အဲ့နဲ့ Power Station ကိုသွားကြရပေါ့နော် Power Station ကတော့အဲ့လိုသူကပြန်ဘေးရင်းကတော်တော်လှတယ်ပြီးတော့အဲ့လိုအိမ်နေရအဲ့လို peaceful ဖြစ်တယ်ရာသီဥတုလေးကလည်းမဆိုးဘူးလားပေါ့နော်နေတော့မပွင့်မိမယ်လေအဲ့နဲ့ Power Station ကတော့အဲ့လို shopping center ပေါ့နော်အဲ့လိုဖြစ်ချင်တော့အဲ့နေ Sunday ဆိုတော့သူကမဖွင့်တော့အဲ့နေ12 နာရီထိစောင့်ရတယ်ဒါပါပဲရှင်